တငယ်ချင်းတစုရေကူးကန်ထဲမှာပျော်ပျော်ရွှင်ရွှင်ရေကူးနေကြတော့ရုတ်တရက်ဆိုသလိုရေကူးကန်ဘေးကိုချင်ပန်စီမျောက်ဝံကြီးတစ်ကောင်ရောက်လာခဲ့ပါတယ်။ဒီမျောက်ဝံကရိုးရိုးမျောက်ဝံမဟုတ်ပဲအသက်အန္တရာယ်ပေးနိုင်တဲ့ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတာပါ။အားလုံးကကြောက်လန့်ပြီးရေထဲမှာပဲငြိမ်သက်နေကြပါတယ်။ကံကောင်းတာတစ်ခုကမျောက်ကြီးကရေမကူးတတ်လို့ရေကူးကန်ပေါင်ပေါ်ကနေပဲသူတို့ကိုစိုက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျက်ဆိုတဲ့ကောင်လေးကရေကူးကန်ဘေးမှာ6ကမ်းပါရှိတာကိုတတိယသွားပြီးအကြံတစ်ခုရသွားပါတယ်။သူကမျောက်ဝံကြီးစီတန်းတန်းမတ်မတ်ရေကူးသွားပြီးရေထဲကနေရုတ်တရက်ခုန်ထွက်ကမျောက်ကြီးကိုအနောက်ဘက်ကိုတွန်းချလိုက်ပါတယ်။ဒါပေမဲ့မျောက်ဝံတွေရဲ့ခွန်အားကကြီးမားလုံးတော့မျောက်ကြီးကကျဲရဲ့လက်ကိုလှမ်းဆွဲပြီးခြောက်ထဲကိုလွှင့်ပစ်လိုက်ပါတယ်။ပြီးတော့ရေကူးကန်ဘေးကိုပြန်ရောက်လာပြီးသူတို့ကိုဆက်ကြည့်နေပြန်ပါတယ်။အချိန်တွေကြာလာတာနဲ့အမျှရေထဲမှာကြီးပဲနေလို့မရတော့ဘူးဆိုတာကိုလူစီကသဘောပေါက်လာပါတယ်။ဒါကြောင့်သူမရဲ့ညီမလေးရေပေါ်ပေါ်နေနိုင်ဖို့လေထိုးဘောကွင်းတစ်ခုကိုအရင်တွန်းပေးလိုက်ပြီးကံပေါင်နားကိုဖြည်းဖြည်းချင်းကတ်သွားပါတယ်။သူမရဲ့ရည်ရွယ်ချက်ကအနီးနားမှာရက်နေတဲ့ဘန်ဆိုတဲ့တငယ်ချင်းရဲ့အနာကဖုန်းကိုယူဖို့ပါ။ကိတ်ကလည်းရေထဲကနေတက်လာပြီးဘန်အာယုံလွဲသွားအောင်အော်ဟစ်လိုက်ပါတယ်။အဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးအန်နာကဖုန်းကိုအမြန်လှမ်းယူလိုက်ပါတယ်။ဒါပေမဲ့ဖုန်းစခရင်ကကွဲနေပြီးခလုတ်တွေကနှိပ်လို့မရဖြစ်နေပါတယ်။ကံကောင်းချင်တော့အစောကြီးကလေးကခေါ်ထားတဲ့ဖုန်းလိုင်းတစ်ခုကပွင့်နေခဲ့ပါတယ်။တစ်ဖက်ကပါတီပွဲလုပ်နေတဲ့သူတွေစီရောက်နေတာဖြစ်ပြီးကိတ်ကအကူအညီတောင်းပေမဲ့ဟာတာလုပ်နေတဲ့ထင်ပြီးမယုံကြပါဘူး။ဒါကြောင့်အန်နာကဒေါသတကြီးနဲ့အော်ဆဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားပါတယ်။ဘန်ကရုတ်တရက်ဆိုသလိုအန်နာစီပြေးဝင်လာပြီးသပင်ကိုဆွဲကရေကူးကန်ထဲကိုအတင်းဆွဲချသွားပါတယ်